စကားလေးတစ်ခုပြောပြီးအမှုကတော်တော်ကြီးသွားတယ်ကပါလေဒီပြည်သားတွေနဲ့သူနောက်ကျခွဲရတော့မှလေတကယ်စိတ်မကောင်းဖြစ်နေလားအကူကလည်းမနေ့ကဆိုရင်သူကနောက်တနေရာကပလီအောင်မှလေဟောမင်းတော့မင်းသားတကယ်စိတ်မကောင်းဖြစ်နေမင်းသားတကယ်စိတ်မကောင်းဖြစ်နေတာစိတ်ညဆိုတော့ဖွယ်သားတွေညာချင်းရှင်းရမှာမနေဘူးလေဒီရောရွှေအောင်လို့စလို့ကွာတကယ်တော့တဲဥစဉ်ပြရပါတယ်အကြောင်းလေးစေရတော့လေနော်စေရမမကျွန်တော်ဆိုဒါပထမညစကြတဲ့ဟောကိုကြီးကကျွန်တော်နေထားလေယုံကြီးကကြီးလိုက်တာလို့ဟိုနည်းနည်းတော့ပဲလုပ်ပါလို့ဒါပေမဲ့ကိုကျော်စီကပြောထားတယ်လို့ပထမညကြတဲ့တကယ်ကိုယုံပြည့်အားပေးခဲ့ကြတာဟုတ်တယ်ပထမညကြတဲ့ကနေယုံပြည့်ဆက်ညအထိဒီနေ့ကြီးပေါ့ဟောဒီမျက်နှာလေးတွေကစေရက်တင်းကျွန်တော်တို့မြင်ခဲ့ကြရတာလေနော်အဲ့တော့တဲဝစင်ဖြစ်မိပါတယ်ကြတယ်တကယ်ကိုတဲဝစင်ဖြစ်ရပါတယ်ကျွန်တော်တကယ်ပါလုံလက်ခံတာလေးရှိလို့ပါမရှိရင်ကျွန်တော်နောက်ထပ်2ရက်သို့မဟုတ်3ရက်တကယ်ခတ်ပြမှာပါသိကြပါလားသူတို့ကအဲ့လိုတိုးရင်လေမျက်နှာလေးကိုကြည့်လိုက်ပြေဖောင်းနေအကိုကြီးတို့ကျန်မြောက်ခေါင်းရုပ်ဖြစ်နေဒီလေးကလည်းညတွေကဖိုးပြီးတော့ပြည်သားကိုအရင်ချစ်တာညလည်းယုံပွန်းတယ်ဒီလေးကလည်းယုံပွန်းတယ်ငါမိုက်တာတဲ့ဒီတဲ့လေဝင်းလောက်ဆောင်အောင်မှာသူတို့ကလည်းဟိုနောက်နေ့ညတိုးမယ်ဆိုတဲ့သူကရင်ထဲမှာတွေးထားတာသူနောက်နေ့ညတိုးရင်လည်းကြည်မှာသူတို့ဒါပေမဲ့ကျွန်တော်မိသားစုများဖိတ်ခေါ်ပါတယ်နော်ကျွန်တော်ရန်ကုန်မှာအင်းစိန်ငါးကန်တွဲမှာကျွန်တော်ရန်ကုန်မြို့ရဲ့အထူးနှုတ်ဆက်ပွဲကျွန်တော်ကမှာပါငါးကန်တွဲဆိုကိုကြီးတို့ဘယ်ခမ်းမှာကလိမ့်စာပြောနေတာကွာနေရာကအဲ့နေရာမှာငါးကန်တွဲရက်ကွက်ဟုတ်တယ်အဲ့ဒီကလေးသမင်းဆိုင်နဲ့နီးလာ9:17ဟိုလိုင်းပေါ်မှာတင်ကျွန်တော်တို့အဲ့ဒါလေးတွေပြီးရင်တော့ပွဲကတိတ်တော့မရှိတော့ဘူးဒါပေမဲ့ဟိုနေ25မှာတော့ဒါတော့ Samsung နဲ့ကျွန်တော် collab လုပ်ထားတဲ့ပွဲပါ Samsung ကနေနောက်တစ် series အသစ်ထွက်မှာဖြစ်ပါတယ်တမန်တချင်းဆိုမှာပါကျွန်တော်အဲ့ဒီမှာဇက်တပင်နဲ့ Samsung နဲ့ပေါင်းပြီးတော့ကျွန်တော်တို့ပွဲကပြတဲ့ပုံစံမျိုးအဓိကနှစ်ပါးတော့ဦးဆောင် collab လုပ်မှာပေါ့ကျွန်တော်တို့ကပ်ပါအဲ့ဒါပဲအမျိုးသားကဆိုင်ကျွန်တော်တို့အဲ့မှာပတ်စံမရပါဘူးကျွန်တော်တို့ကမြစ်တာနဲ့ရှစ်ထွတ်တယ်ပါမြစ်တာနဲ့ကျွန်တော်တို့ကကပြမှာပါသူတို့ကလည်းမြစ်တာနဲ့တယောက်ကိုဟို42သိန်းနဲ့ဖုန်းပြန်ပေးမှာတဲ့မနီးနိုင်ကိုလိုက်ပါတယ်နော်ကိုလိုချင်လို့ရန်ကုန်ကြောက်ကိစ္စရှိရင်လည်းကျွန်တော်တို့ကမိသားစုတွေဖြစ်သွားပြီဆိုတော့ကိုမိသားစုလို့သဘောထားပြီးတော့ဇက်မလာပါနော်လာကြပါနော်ဟိုတမင်းဘူးတော့ယူခဲ့ပေါ့ဒီလေးကအိမ်ကိုဖိတ်ရအောင်ဒီလေးကအိမ်မှာဘယ်ချိန်ရှိလို့24နာရီမှာ26နာရီလောက်ကသူ့အလုပ်ကြီးပဲဟိုဘက်က2နာရီတော့ထက်ချီးတာလေဩလောက်ရောက်မှာပေါ့အချိန်တစ်ခုရောက်ရင်ယူအောင်မှာပါညီလေးကယောက်ျားမိန်းမနေမယောက်ျားတို့ကငါညီလေးမြောက်မိန်းမယူမှသူမိန်းမယူမှငါသိတယ်ရှားမယ်မကြခင်မှာမိုးတွေရောက်တော့မယ်ဟောဒီမှာကိုယ်ဖွဲ့သူဖွဲ့သား100လောက်ရှိတယ်သူတို့ရဲ့မိုးတွေမှာစားဖို့တောက်ဖို့လူမှုရေးရောက်နေဖို့ထိုင်ဖို့အားလုံးကကိုယ်တာဝန်ရှိတယ်အဲ့ဒီတော့ကိုကထမ်းပြရအောင်မယ်အဲ့တော့ဟုတ်တယ်ကျွန်တော်ပြောလို့ဟုတ်တယ်နေဖို့ထိုင်ဖို့ရှိတယ်တဲ့ကိုကြည့်အောင်စေးရငားနေပြီးတော့မင်းတော့အဲ့ဒါဘာဖြစ်လဲတို့အထဲကငါဘာပြောနေတာငါဘူးမကြောက်တယ်ဘူးနော်ခင်ဗျာကြုံမကြောက်ဘူးလာပြဿနာချားနေတို့ကမကြောက်ဘူးခင်ဗျာကြုံအကန်လေးပြောနေဟုတ်ပါညီလေးကဘာကြောက်ညီလေးချစ်တယ်လေလည်းပြောတယ်ချစ်တယ်လေနှခါသုံးခါပြောနေတာမလိမ့်တတ်ဘူးလို့ပြောတယ်တဲ့ချင်းချစ်ဘာမှမဟုတ်သူလေဝင်းပြန်ဖို့ကားမမိတာနဲ့ဒုက္ခရောက်ပြီးရင်တော်တော်အချင်းမကောင်းငါနဲ့နေပြီးငါ့ကိုပြဿနာချားတယ်အားလုံးစတေးနေတာစတေးစားဒီလေးကြောက်ရွံ့လေ10နာရီကြီးကအကိုပဲအလုံးတော့ကြမှာကားကဒီတော့6ပေါင်းဝဲဖြစ်သွားကိုးနဲ့ပတ်သိန်းတနာရီလောက်ပဲသွားရင်သွားငါရောက်အောင်သွားမယ်ဟော10နာရီကိုပိုင်းကားတယ်လူ10နာရီလောက်ထိလည်းကားတော့သူတို့လည်းစားကြတယ်6တောင်းဝဲဘိုးလေး6ဝဲတွေ6သိန်းဝဲတွေနားမလဲဟမ်ကျွန်တော်မိအစုတွေဘိုးလေးအုပ်လေနေမပူကလို့ရနော်မဟုတ်တာပြောမယ်တိတာတယ်မိုက်တော့မလာဘူးလာတလိုက်မလာတလိုက်အခုရှေ့ကလူတွေဟုတ်တာပေါ့နောက်ကလူတွေဟုတ်တဲ့ချင်းရပါတယ်ဘာမှမနေဘူးနေလေပူဖြစ်နေဘူးကိုကချမ်းသာတယ်အားလုံးအပ်ထတော်ကြွဒီအချိန်မှတော့ဘယ်သူကတက်ကြွတော့မျက်လုံးတွေကိုကြည့်
နောက်စီကတ်နေအိတ်ချင်ပြီးပေါ့တညာလုံးလှုပ်ထားသူတို့ကအိတ်ရသေးတယ်ပြဲကားပြီးအောက်မှာဒီများတွေစကားပြောနေပြဲကားအိတ်တာတယောက်ဖိတယောက်ချီကိုပြီးတော့ဒီများတွေကမအိတ်ရဘူးလူရဲရှိလုံးပေါ့လူဆိုတာရင်ကျေးမှုရှိရတယ် သူမင်းမပတ်တဲ့နိုင်တယ် မင်းဒီဟောတချင်းလာဆို အပြင်မှာမတည့်တဲ့လူတွေကပွဲကျင်နေတဲ့ကြ မနေနိုင်ဘူး ခက်ခဲမဟုတ်ငါဆောင်နေအောင်နော် ဒီဘက်သွားခြင်းလားဒီဘက်လာခြင်းလဲလားဒီထဲဝင်သွားလိုက်တော့သွားအိတ်ရှင်နေလဲဘာမေးခြင်းလားဒီဒီကိုဒီညအိမ်ရမှာဘယ်သူနဲ့အိမ်မှာလဲဘာမသိလေသူနဲ့မောင်လေးကဝမ်းမောင်လေးအမအဲ့လိုပြောလိုက်တယ်လေဟုတ်ပါပြီးရောကတယောက်တည်းကမင်းကလည်းအိမ်နိုင်တာမပြီးတော့ အနည်းလေမအိမ်ဘူးလို့ အပြိုကြီးဘွားနဲ့ရိုးထုံမှာပါလို့ Hey 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 ဝေချီဝါကောင်းတဲ့နေနိုင်ဘူးနပါရောလေးမချီရမနေနိုင်ဘူးမင်းတော်လေးကပင်ရတယ်မနေနိုင်ဘူးမနေတော့ဘယ်မကြည့်ကြတော့မနေနိုင်ဘယ်ကြည့်တော့ ပွဲကြီးပါလို့အမလေးမိုင်လေးများထိုးပိတ်လိုက်ငါစာချလိုက်တယ်လို့ပဲ နေကြီးမကြိုက်ဘဲနဲ့ရှောက်អော်နေတယ်